အေးရတယ်မပတ်တီးဘူးပါမှာမပေးရမှာနော်3လိပ်ယူတာ ဘူးအဲ့နေဝိုင်းရက်ပတ်လိုက် ဒီပါခဏနေပါဒါလေးပြန်ပြီးတော့ဟိုကလုပ်လို့ရပါဒါတစ်ခု ရှိမရ နေတော့မှအဲ့လိုရရမှာပါကျွန်မနေနေတို့ဘာဖြစ်လာအောင်မမီးပေါ့သမီးပစံဆူတာကိုရိုက်တာဟဲ့ပစံဆူတာကိုအေးကလေးပစံဆူတာကိုနင်းဒီလိုလေကလေးပစံဆူတာကိုမမီးဘာလို့ရိုက်ရတာတော့ဟုတ်တယ်လေမဆနာကြီးသမီးဒီလိုလိန်မာတဲ့သမီးကောင်းညီမကောင်းလေးရတာသူကသမီးကိုအဲ့လိုရိုက်တာအဲ့ဒါမမီးတော့တွေ့ပြီမမီးတော့ အဲ့နဲ့ဘယ်မှာဆိုင်ရမောက်တာမဟုတ်ချက်ပြောင်းလို့ နေသားမ ပေါ်လာတယ်ဘောရအမလောကူပြောအမပတ်စံဆိုတော့အမသမီးပြောနေမိနေတာ ဒါပစံစီလားနေငါ့လာပြနေဒါပြီးမှဒီနေ့ ခိုက်ကမှုစီလုံးစီမလား ငါမအပိုင်းတော့ဆရာဝင်မှန်းလားမသိဘူးပတိစီပေးထားတယ် နေငါလာ တို့ပဲတို့ပဲကြီးအဲဟာတာမလို့ နာကတော့ရဲ့ ဒီကလည်းမနကလည်း ဘာခွန်လေးလဲယူချင်လို့ပါ မရှိပဲနဲ့တင်ရမှာအဲ့မှာတို့ဘာဖြစ်လဲအတက်ရှိရှာမရှိပဲနဲ့တသားတဲ့ဝင်တိုင်းလဲငါလာမှာပေါ့ မဟုတ်လိုင်းမပုံတော့ဝင်တယ်တော့သူတို့လေးဟွာလေးဘူးလက်ထဲမှာကိုရင်တိုင်းမှာတော့ဘာဖြစ်လဲဆိုတော့ တိုင်နော် ညင်း နေမကောင်းတဲ့လူကနှခမ်းနေနေ ဘာဖြစ်မလို့ငါတို့က အေးပြုတ်ခိုင်းတော့ဘာမင်းသမီးရဲ့တင်းတော့နှခမ်းနေပါစပိတ် အဲ့နေဟိုလိုလိုက်တော့ နိုင်ဟန်ဒီတက်ပလက်လေးကိုင်း အဲ့တက်ပလက်လေးကိုင်းတယ်လက်လေးတစ်ဖက်နဲ့တက်မလားနေမှာဒုက္ခတွေများနေပါလေပေါ့နော် ဒီအကတော့အမလိုက်တော့နော် ဟာမိုက်ပေး ဒီကရမှာဖြစ်တော့ နေမိုက်ဒါမှရဒါ အမဝင်လိုက်တယ်မလည်းပတ်စံစုတော့ရိုက်တာဘာလို့လဲမငါပတ်စံ ပတ်စံဆူ ငါဖောက်ပြီးတော့တုံးပြီးတော့ရိုက်ခံတာ तू ကပတ်စံဟဲ့နင်းဘလောက်ဆူလိုက်တာမရေစနာဒီအရှူလေးတော့ပတ်စံ1000ထဲတာမရေအေးဟုတ်တယ်လေ1000ဆို1000ဒီလိုပဲတရွေချင်းတွေ့ချင်းတော့အဲ့1000ဆူလိုက်ခဲ့အောင်တမရလေ ဒီဆောင်လေးတယောက်တည်းအဲ့ဘူးထဲမှာအားငယ်နေမှာဆိုတော့ထုတ်ပြီးတော့ထုတ်လိုက်တယ်ပါဆောင်းရအောင်တယ် တမီးဘာပြည့်နေလဲဖောက်လိုက်တယ်တကယ်ကနင်းဒီနေ့1000ထဲပြီးမနေ့ပြန်ကြတော့နင်းဖောက်လိုက်လို့အဲ့ဒါကိုပြောချင်တယ်